မန္တလေးမြို့ရောက်တဲ့အခါမန္တလေးကျုံမတော်ဖြစ်သွားမှာဖြစ်တယ်လို့အဲ့ဒီလိုပဲမန္တလေးမြို့ကနေပြန်တော့မယ်ဆိုရင်လည်းမိမိခင်ထိုးမော်ကတော့မဝင်မပြည့်ဝင်ရမယ်လက်ဆောင်ပစ္စည်းစာလေးတစ်ခုပဲဖြစ်ပါတယ်ရှင်။တော့မန္တလေးမြို့ကနေပေါ့နော်အိမ်ကိုတခါလေးပြန်မှာမဟုတ်ပဲနဲ့ရန်ကုန်ဝင်ဦးမှာဆိုတော့အိမ်တွက်လက်ဆောင်တွေတော့မပါတော့ဘူး။ရန်ကုန်ကအတိမိတ်ဆွေတွေအတွက်ပဲလက်ဆောင်လေးတွေဝယ်သွားဖြစ်တယ်ပေါ့နော်။မိမိခင်ထိုးမော်လို့ပြောလိုက်တာနဲ့ငယ်တော့ကတော့စားဖို့ပဲပေါ့နော်။ဆိုင်ကိုလူကိုယ်တိုင်တစ်ခါမှမရောက်ဘူး။အခုမှပဲပထမဆုံးရောက်ဘူးတာပေါ့နော်။အခုလိုလေးမြန်မာမုံတွေအများကြီးတွေ့တဲ့အခါကျတော့လေအိမ်ကအမေကိုအရန်တတိရတယ်အမေကိုစားစေချင်တယ်ပေါ့နော်ဒါပေမဲ့ तू ကဒိတ်ကအိတ်လောင်မခံတဲ့ခါကြတော့ပေါ့နော်အမေအတွက်မဝယ်သွားခဲ့ရပါဘူးဒီကလေမြေခင်ထိုးမုတ်ဆိုင်ကိုမရောက်ဘူးခင်တော့ပေါ့နော်ရောက်တဲ့ခါကျရင်သူများတွေမီးစမ်းသလိုမျိုးပဲပေါ့နော်ငါလည်းမီးစမ်းကြည့်မယ်အဝါစားကြည့်မယ်လို့အန်ကြိတ်ထားရမယ်ပေါ့နော်တကယ်ရောက်တော့ဘာမှမစားရဲဘူးပေါ့နော်ဒီတော့ကတော့စားတော့မစားကြည့်ခဲ့မယ်ပေါ့နော်တခုချင်းစီတော့လိုက်ပြီးတော့ဖွင့်ကြည့်ခဲ့တယ်ဒါပေမဲ့မန္တလေးကိုနောက်တစ်ခေါက်ရောက်ဖြစ်ခဲ့ရင်တော့တေချာစားကြည့်ပါအောင်မယ်ရှင်အခုအပ်နေတဲ့အချိန်ခါကျမှပေါ့နော်မုတ်တွေအကုန်လုံးပြန်စားကြည့်စေရတဖွာဖွာပေါက်လာတာပါမုတ်တော့မစားဖြစ်ခဲ့ပေမဲ့အရှိမှာပေါ့နော်တရက်ဒီချိုလေးတော့မီးစမ်းကြည့်ခဲ့ပါတယ်အရန်စားကောင်းပါလေရှင်မဝယ်ရင်လည်းတီးလိုက်တာကြတော့မိမိခင်ထိုးမိုးဆိုတာနှစ်ပေါင်း100ကျော်ကြာပြီပေါ့နော်ဒါဆိုရင်ဗီဒီယိုလေးဒီတိအောင်ကြည့်လာပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်လည်ဆုံကြမယ်နော်အားလုံးဝေးတတာပါ